မမီလာမမီရောဘာလုပ်တာမမီဒီပေါ်မှာကျွန်တော်ရုံငန်းရှိတယ်မမီကျွန်တော်လာပြီးအချက်ခွဲနေတာလားမမီလာလိုက်ခဲ့လားလွတ်ဆန်းမမီလိုက်ခဲ့အောင်လေးခင်ဗျားကမပြောနဲ့ဒါကျွန်တော်မိသားစုကိစ္စခင်ဗျားတစ်စိမ့်ထင်စီမင်းမရိုင်းနဲ့ရိုင်းရုံနဲ့မကောက်ဘူးမမီဖြစ်နေကျွန်တော်သူ့ကိုတတ်ပါတက်ပြစ်ချင်တာမမီလိုက်ခဲ့လားလွတ်ဆန်းကမမီလိုက်ခဲ့သားလာမမီလာမင်းတို့ဘယ်လိုပုံစံမျိုးထိုးနေရလဲမမင်းကိုမွေးထားတဲ့အမေနော်ဆက်ဆံလို့မလွတ်နိုင်ဘူးမမီကျွန်တော်ကောင်းကောင်းမခေါ်တော့မမီကပြန်လိုက်မှာမလို့လားလိုက်ခဲ့မမီလာဆိုင်ပါမအသေးနာတာနဲ့စားလို့ရှိရင်အသားနာတာအများကြီးတော်ပါသေးတယ်မမီအချက်မကွက်ချင်းငြိမ်ငြိမ်လေးနေပါမမီငွေလားမင်းပြန်တော့လို့ပြောနေတာဒါငါတို့မိသားစုကိစ္စမင်းသိဖို့မလို့မင်းကိုသွားခိုင်းနေတာသွားတော့ဟုတ်ကဲ့ပါလာမမီလာ